ကျွန်တော်ဟာအလုတ်ရှင်မျိုးသမီးရဲ့ဒေါ်လာ9000နဲ့ကလတ်ထိုင်ကိုအမှတ်မထင်ချိုးမိသွားခဲ့ပါတယ်။ဘာလို့ရမယ်မသိဖြစ်နေတော့အပင်ကနေလူကျေးတိုင်းကြီးကြားလိုက်ရတဲ့နဲ့စပွဲရောက်ကိုအပြေးလေးဝင်ပုံးလိုက်မိတာပေါ့။အလုတ်ရှင်ဟာရှယ်ယာရှင်တစုနဲ့အတူအခန်းထဲဝင်လာပြီးထိုင်လိုက်တဲ့အချိန်မှာပဲကလတ်ထိုင်ကကျိုးသွားပြီးစပွဲရောက်ကကျွန်တော်ကိုပါတွေ့သွားပါတော့တယ်။သူမကနေရန်ကဓားကိုဆွဲယူပြီးကျွန်တော်လေဘင်းကိုချိန်ကမင်းစပွဲရောက်မှာဘာလုပ်နေတာလဲလို့ဒေါတော်တကြီးမေးတော့တာပဲ။ကျွန်တော်လည်းကြောက်နဲ့ဖုန်တုဖိနေတာပါလို့လင်ဖလို့လိုက်မိလေ။အရိုက်ခံရတော့မယ်လို့ထင်နေတော့မှပဲထူးဆန်းတာကအလုတ်ရှင်ရဲ့အမျက်လုံးတွေကဒေါသကနေအံ့ဩတုန်လှုပ်မှုအထိပြောင်းလဲသွားပြီးတခြားရှယ်ယာရှင်တွေကပါကျွန်တော်ကိုဝိုင်းပြီးဥညွတ်အယို့ထိပေးကြပါလေရောကျွန်တော်လည်းကြောက်လန့်ကြားနဲ့ထွက်ပြေးခဲ့ပြီးမဲ့ဝန်တန်းကတ်ကတော့အခန်းထဲမှာကြံရစ်ခဲ့ပါတယ်နောက်နေ့မှအလုတ်ရှင်ကကျွန်တော်အင်္ဂလိပ်စာအတိုင်းလိုက်လာပြီးသူမရဲ့ဗီလာစီဖိတ်ခေါ်ခဲ့တယ်ကလတ်ထိုင်ဖို့ယော်ကိုင်းတော်မွေလို့ထင်ထားပြီးမဲ့သူမကကျမကိုတစ်ချက်လောက်ထိုးကြည့်စမ်းလို့ပြောလာတာကြောင့်သူမစိတ်ကြမ်းမာကြီးများချုံယွင်းနေသလားလို့တောင်တွေးမိသွားတယ်တကယ်တော့ကျွန်တော်မျက်နှာကပလောက်ဆုံးနေတဲ့သူမရဲ့အကိုအရင်းနဲ့ထပ်တူကျနေပြီးသူမအကိုဟာငဲစင်းကလေးကခွန်အားအလွန်ကြီးမှသူဖြစ်လို့ပါပဲသူမကိုယ်တိုင်ကလည်းကိုတန်းပညာချန်ပီယံတယောက်ဖြစ်တာကြောင့်ကျွန်တော်ကိုစမ်းသပ်ချင်နေတာပါကျွန်တော်လည်းအားမသုံးပဲလက်ကိုအသားလေးဝှေ့ရမ်းလက်ယုံရှိသေးတယ်သူမဟာတခန်းလုံးလွင့်ထွက်သွားပါတော့တယ်သူမကဝမ်းသာအားရနဲ့ကျွန်တော်ဟာသူမရဲ့အကိုအရင်းဖြစ်မှန်းအတိပြုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအလုတ်ရှင်နဲ့ညီမဖေသူကကုမ္ပဏီရှယ်ယာနေလူဖို့ရောက်လာခဲ့တယ်ကျွန်တော်ကိုမြင်မြင်ချင်းသူမနှက်နာပြတ်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမအကိုကို6ထဲတွန်းချဖို့ကြံစည်ခဲ့တာသူမကိုယ်တိုင်ဖြစ်နေလို့ပါပဲသူမကကျွန်တော်ကိုတည်သွားတဲ့အကိုလို့မယုံကြည်ပဲလူလိန်လို့ဆွဆွဲကကိုကန်ပညာချန်ပီယံ၄ယောက်နဲ့စင်ခေါ်ခိုင်းပါတော့တယ်ကျွန်တော်ကတော့ကြောက်လန့်ကြားနဲ့ဘာမှမလုပ်ပဲရှက်နေမိတာကြောင့်သူမကပူပြီးအားတက်ကကျွန်တော်ကိုဖမ်းဆီးဖို့အမိန့်ဖေးလိုက်တယ်ကျွန်တော်မျက်လုံးမိတ်ပြီးတေဘေးကိုစောင့်နေတော့မှပဲရုတ်တရက်ခန္ဓာကိုယ်ထဲကနေပြင်းထန်တဲ့စွမ်းအားတွေပေါက်ကွဲထလာပြီးဟိတ်ဟောက်လိုက်တဲ့အတန်တစ်ချက်ထဲနဲ့တင်အဲ့ဒီကိုကန်ပညာရှင်၄ယောက်စလုံးမြေကြီးပေါ်လဲကျပြီးမလွတ်နိုင်တော့အောင်ထစ်သွား